ဒါဆိုရင်ကျတို့ agenda number 3ပေါ့နော်from ABE to postgraduate success ဆိုတဲ့ panel discussion လေးကိုစလိုက်ပါမယ်ရှင်ဟုတ်အဲ့တော့discussion ကိုကျတို့၄ပိုင်းပိုင်းပြီးတော့ဆွေးနွေးမယ်ပေါ့နော်ပထမပိုင်းကတော့အဓိကဒီ speaker တွေပေါ့နော် speaker တွေအနေနဲ့ ABE ကိုတက်ရောက်ဖြစ်ခဲ့တဲ့အကြောင်းတွေ speaker တွေရဲ့ education journey တွေကို focus ထားပြီးတော့ဆွေးနွေးပါမယ်ရှင်ဟုတ်အဲ့တော့အရင်ဆုံးပေါ့နော်တင်စာကိုsample လေးအရင်ပြောချင်တာကြတော့တင်စာကိုယ်တိုင်ကပေါ့နော် ABE ကို2018ခုနှစ်မှာစပြီးတော့တည်တယ်ပေါ့နော်အဲ့တုန်းကကိုက English major ပေါ့နော်ဒုတိယနှစ်တက်နေတယ်ပေါ့နော်အဲ့တော့အဲ့တုန်းမှစတည်ရပြီးတော့တတိယနှစ်ရောက်မှပဲ ABE ကို level 5စတက်ဖြစ်တယ်ပေါ့နော်တက်တဲ့အခါမှာလည်းကိုယ်တကယ်ချင်းနေမေးကြည့်တဲ့အခါမှာလာတဲ့ background တွေကမတူကြဘူးပေါ့နော်တချို့ဆိုရင်ဒီ YU ပေါ့နော်ရန်ကုန် University တို့ YU Eco တို့မှာ business management economic ပြီးတော့လည်းဒီ industrial chemistry တို့ physics mathematics တို့အဲ့လိုမျိုးဘာသာရပ်တွေတက်ရင်းနဲ့လည်း ABE ကိုပတ်တိုင်းလာတက်ကြတယ်ပေါ့နော်တချို့ဆိုရင်လည်းဒီ YUFL တို့မှာ English တို့ Japanese တို့ French တို့အဲ့လိုမျိုးပေါ့နော်ဒီဘာသာစကားသင်ရင်းနဲ့လည်း ABE ကိုပတ်တိုင်းလာတက်ကြတယ်ပေါ့နော်ပြီးတော့ဒီ IGCSE O level ပြီးပြီးတော့ပေါ့နော်ဒီလုပ်ငန်းလုပ်နေကြတဲ့အတွေ့အကြုံ2နှစ်3နှစ်ရှိတဲ့အဲ့လိုမျိုးအကိုတွေအမတွေလည်း ABE level 5ကိုလာတက်ကြတယ်ပေါ့နော်အဲ့မှာဆိုညီမလေးတယောက်ပြန်စားမှတ်မိတာဆိုရင် तू ကအသက်9နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့တုန်း17ပဲပြီးတော့ तू ကမေးကြည့်တော့ level 4လည်းပြီးသွားပြီပေါ့နော်တန်းတူ5ကလည်း तू ကတက်နေတယ်တစ်ဖက်မှာလည်းUniversity first year ပေါ့နော် microbiology ကိုတက်နေတာဆိုတော့တင်စားအံ့ဩတယ်ပေါ့နော်အဲ့လောက်ငယ်လေးနဲ့ AB4 လည်းပြီးသွားပြီ5လည်းတက်နေတယ်တစ်ဖက်မှာလည်း University day ပေါ့နော်လုံးဝမတူတဲ့ subject ကိုတက်တယ်ပေါ့နော်အဲ့တော့ဘာလို့လဲမေးတော့သူ့အိမ်မှာလည်းသူ့အမက ABE alumni တယောက်ပေါ့နော် AB graduate ပဲဆိုတော့သူက ABE ရဲ့ရလာတဲ့ benefits တွေကိုအနီးကပ်ပို့ပြီးတော့ကြုံတွေ့ရတော့ဆက်လန်းလဲပြီးတော့ပေါ့နော်သူတို့ဗာ major ပဲယူပေါ့နော် ABE ကိုတော့အရင်ဆုံးတက်လိုက်ကြတယ်ပေါ့နော်ဒါတို့ language တွေcomputer တို့တက်တယ်လို့မျိုးပေါ့နော် ABE ကလည်း management ဆိုတော့ဘေးကို level ပဲတက်သွားပေါ့အရေးပါမယ်လို့ယုံပြီးတော့ပေါ့နော်တက်ကြတယ်လို့ပြောတယ်အဲ့လိုပဲဟိုနေ့ကလည်းဆရာကြီးဦးဝေးကျော်ပေါ့နော်ဒါတို့ AB မြန်မာရဲ့ဖခင်ကြီးလို့ပြောလို့ရတယ်ဆရာကြီးဦးဝေးကျော်စီကလည်းသိရတာကAB တက်နေတဲ့ကျောင်းသားတွေ25%လောက်က medical student တွေဖြစ်တယ်ပေါ့နော် engineer student တွေဖြစ်တယ်အဲ့လိုမျိုးတွေသိရတော့ပေါ့နော်သူတို့ကဒီဆရာဝန်တွေဖြစ်ကြတယ်ပေါ့နော်ဆရာဝန်တွေဖြစ်တဲ့ဆက်လုပ်ရေးပိုင်းမှာအဓိကလုပ်နေတဲ့သူတွေဖြစ်တယ်ဒါပေမဲ့သူတို့က management ကိုတက်ကြတယ်ဆိုတော့ဒီ business management ရဲ့နယ်ပယ်ရပေါ့တော်တော်လေးကိုကျယ်ပြန့်တယ်ဆိုတာကိုသိရတယ်ပေါ့နော်ဒီ management နဲ့ looking နဲ့နယ်ပယ်ဆိုတာကလည်းမရှိသလောက်ပဲပေါ့နော်အကယ်လို့ကိုကဒီကမ္ဘာရိုးကျအလုပ်တွေမဟုတ်ပဲねပေါ့နော်ဒီကိုတက်ထားတဲ့တမွေးဝဲအကြောင်းနဲ့ management နဲ့ပေါင်းပြီးတော့ပေါ့နော်ပို့ပြီးတော့ innovative ဖြစ်တဲ့အလုပ်ကိုင်လေးဖန်တီးခြင်းတယ်ဆိုရင် management တကယ်ကိုအရေးပါတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီနေ့ first session မှာပေါ့နော်ဒီဘာကြောင့် AB တက်ဖြစ်ခဲ့တဲ့အကြောင်းဒီ background လေးတွေကို focus ထားပြီးတော့ဆွေးနွေးတော့ပါမယ်ရှင်ဟုတ်အဲ့တော့ပထမဆုံးနေတယ်ပေါ့နော်ညီမလေးမြင့်စုမေးဟန်ကိုမေးချင်ပါတယ်ရှင်ဟုတ်ညီမလေးအနေနဲ့ပေါ့နော် ABE တက်ဖြစ်ခဲ့တဲ့အကြောင်းရင်းလေးတွေကိုယ့်ရဲ့education background လေးပေါ့နော် education journey လေးကိုမိတ်ဆက်ပေးရင်းနေပေါ့နော်အခုလက်ရှိတက်နေတဲ့master program အတွက်ကိုပေါ့နော် AB ကဘယ်လောက်ထိ impact ပေးခဲ့လဲပေါ့နော်အခုတက်တဲ့ program အတွက်ကိုတက်ဖို့မှာဆုံးဖြတ်တဲ့အခါမှာပေါ့နော် ABE ရဲ့ကဏ္ဍဘယ်လောက်ထိပါလဲပေါ့နော်အဲ့ဒါလေးတွေကိုဆွေးနွေးဖို့အတွက်ကိုဖိတ်ပါတယ်ရှင်ညီမလေးမင်္ဂလာပါဟုတ်မင်္ဂလာပါကြားပါလားရှင်ဟုတ်ကြားတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါမြင့်စုရဲ့ educational journey က IGCSE ကစရပါရှင်2020မှာမြင့်စုက IGCSE ရှစ်ဘာသာဖြေခဲ့ပါရှင်အဲ့ဘာသာတစ်ခုက business studies ဖြစ်ပါရှင်IGCSE ကနေမြင့်စုရဲ့ business interest နဲ့ finance interest ကိုရခဲ့ပါရှင် and then immediately after IGCSE, I pursued ABE level 4 and 5 qualifications. Mizu and Mia footsteps go followed up Mizu maybe ABE BKBO Masters in Financial Management in Middlesex but the Kebashin. So Mimi footsteps go they go followed up Mizu Sema ABE updated curriculum will then give modules such as project management, employability, and teamwork, which not only provided business knowledge but also helped me develop essential soft skills like leadership, collaboration, and adaptability, just like how she mentioned in the presentation before. But ABE
level 4 there's only one finance focused module, which was finance for manager. Emma Mizuga Satiyera, key concepts such as budgeting, financial reporting, and decision making, while employability module ga Mizugo CV writing go tenge by yang go taku pyuge by Mizuga. Level 5 ma Mizuga interesting modules such as effective financial management and managing stakeholder relationships tenge by Effective financial management strengthened my ability to analyze financial statements, assess corporate performance, and make strategic financial decisions. Managing stakeholder relationships equipped me with strong communication and problem-solving skills while helping me engage with key stakeholders, which is an essential skill in finance and banking. Bido, additionally, Mizuga level 6 module, EV level 6 moduleတွေကိုနားထောင်ခဲ့ပါတယ်မပြီးခဲ့ပါဘူးရှင် For example, Mizu module corporate finance, business strategy, and business ethicsကိုနားထောင်ခဲ့ပါတယ်ရှင် Corporate finance module ကMizu understanding of investment decision, capital structure, and risk management ကိုအထောက်အကူပြုခဲ့ပါတယ်ရှင် Business strategy improved my analytical thinking and decision-making skills, while business ethics enhanced my awareness of corporate responsibility and ethical leadership, which are critical to today's financial industry. The moduleတွေကမျိုးစုကို finance ကို interest ရပါလုပ်ပေးလိုက်ပါတယ်ရှင် and မျိုးစုက AB လို့4-5ပြီးတော့I pursued a top of bachelor's degree at the University of Hertfordshire, but business administration degree ဖြစ်ခဲ့တယ်ဆိုတော့မျိုးစု bachelor မှာ finance module တခုမှမသင်ခဲ့ပါဘူးရှင် so မျိုးစုရဲ့ financial knowledge mostly came from AB ပါမျိုးစု experience in Myanmar like banking challengesတွေကိုတွေ့ကြုံခဲ့ပါတယ် for example fluctuating exchange rates difficulty assessing funds and foreign exchange risk အဲ့ဒါကိုမျိုးစုအတွက် the financial system risk management နဲ့ global market ကိုပိုသိချင်ပါလို့ banking and finance ကိုယူဖြစ်တာပါရှင် Ultimately, AB provided me with the financial knowledge, analytical skills, and practical problem-solving abilities that influenced my decision to pursue a master's in banking and finance in Middlesex University. The combination of theoretical learning, real-world case studies, and professional skill development for AB gave me a strong foundation to navigate the financial industry and advance in my career. Thank you. နောက်တစ်ခုကကြတော့ညီမလေးမြေစုမင်းဟာကိုမေးချင်ပါတယ်ရှင်ဟုတ်လက်ရှိညီမလေးတက်နေတယ်ပေါ့နော်ဒီ banking နဲ့ finance ကဆိုရင်အထူးသဖြင့်ဒီfinancial ပေါ့နော်ဘဏ္ဍာရေးစနစ်တို့ဘဏ္ဍာရေးစီမံခန့်ခွဲမှုတို့ဆိုတာကဒီတိုင်းပြည်တစ်ပြည်ရဲ့ပေါ့နော် economy အတွက်ကိုလည်းအရင်အရေးပါတဲ့နေပဲတစ်ခုဖြစ်တယ်ပေါ့နော်ဘဏ္ဍာရေးစနစ်တွေကောင်းမယ်ဆိုရင်ဒါတို့ဒီငွေလဲလှယ်နှုန်းတွေကိုလည်းထိန်းညှိလို့ရတယ်ငွေကြေးဖောင်းပွားတာတွေကိုလည်းထိန်းညှိလို့ရတယ်ပြီးတော့အစိုးရဝင်ငွေတွေကိုလည်းဘယ်လိုမျိုးပေါ့နော်အထီးရောက်ဆုံးစီမံခန့်ခွဲမလဲဆိုတာလေးတွေကိုလည်းသိနိုင်တယ်ပေါ့နော်အဲ့လိုနဲ့အလောက်ကန်အခွင့်အလမ်းတွေလည်းတိုးပွားပြီးတော့ပေါ့နော်နိုင်ငံ economy ကလည်းတိကျတိုးတက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအရေးပါတဲ့ subject တွေကိုပေါ့နော်ABE ဒီ curriculum မှာရောဘယ်လိုမျိုးသင်ခဲ့ရလဲပေါ့နော် ABE ရဲ့ subject တွေမှာ financial skills တွေကိုဘယ်လိုမျိုး equip လုပ်ထားလဲဆိုတာလေးကို share လုပ်ပေးပါအောင်ရှင်ဟုတ် Okay ပါရှင် AV curriculum က music အတွက် very important ဖြစ်ပါတယ်ဟိုက essential financial skills တွေကိုသင်ပေးခဲ့ရပါပေါ့for example analytical thinking and strategic decision making at two key abilities ကို music ကိုသင်ခဲ့ပါတယ် and အရင်ရေးကြည့်တယ် in the evolving global financial market music က2020ကနေ2022 music AB သင်ခဲ့ပါတယ်အချိန်တုန်းကCOVID pandemic ဆိုတော့ music module တွေအကုန်လုံးက assignment based or open book exam so unlike traditional exam the open book နဲ့ assignment based က memorization ကိုမသုံးမဲနဲ့သူကတကယ်ကို music ကို like real world business scenarios ကို deeply engage လုပ်ခိုင်းတယ် music က theories ကိုပဲသင်တာပဲမဟုတ်ဘူး music က practically
practical financial challenges ကိုတကယ်ကို apply လုပ်ရတယ် and the approach ကမျိုးစုအတွက် critical thinking skill ကိုအရင်တိုးတက်အောင်လုပ်ပေးပါတယ်ရှင်မျိုးစုက complex financial and business problems ကို analyze လုပ်ပြီးတော့ theoretical framework နဲ့ practical context ကိုအမှုထည့်ပေးရတယ် and မျိုးစုပြီးတော့ assignment မှာ well reason solution ကို develop လုပ်ပေးရပါတယ်ရှင် One of the standout of ABA's curriculum was the focus on case study based assignments. Assignment ဖြေတုန်းကမျိုးစုတို့က for example introduction to entrepreneurship level 4မှာသင်ခဲ့တာမျိုးစုကကို entrepreneurship ကို business ကိုဖွင့်ရလဲဆိုမျိုးစုကlike business ကိုကြောင်းပြောရတယ်ပြီးတော့now module တွေက they get real life company ကိုယူပြီးတော့အဲ့ဒါကို case study မှာရေးရပါတယ် for every module it emphasized on real life application which made learning more dynamic and relevant instead of simply recalling financial concepts I also had to learn how to interpret financial data assess corporate strategies and make informed financial decisions these skills have been highly relevant in my master's studies, especially for modules like in applied corporate finance, international risk management. In these courses, I frequently analyze financial risks, evaluate investment decisions, and apply financial theories to real-world scenarios. Some things that are already practiced through AV's case study approach. AV structured learning environment က self-discipline နဲ့ independent research နဲ့ analytical writing ကိုအရန်ကို focus ပေးတယ်ဆိုတော့မျိုးစုက strong time management နဲ့ research နဲ့ problem solving skills တွေပဲတောက်ရပါတယ်ရှင် This experience has been extremely beneficial for my master's program where research financial analysis and academic writing are crucial. The ability to critically assess financial risk, interpret market trends, and apply finance theories to global economic challenges have given me an advantage in my postgraduate studies. Beyond academics, AV ကမျိုးစုတကယ်ကို financial industry ကို prepare လုပ်ပေးပါတယ်ရှင်ဒီ program ကtheory ပဲမသင်ဘူး but တကယ်ကို real world financial challenges ကိုသင်ပေးပါတယ် and analyzing a company's financial health to understanding risk management strategies the global perspective I gained from AV has helped me adapt to the dynamic nature of the international finance, preparing me for the complexities of the modern financial landscape. So, to summarize, AV has provided me a strong foundation in finance, practical analytical skills, and strategic decision-making abilities. All of this has shaped my academic and professional journey. And the emphasis on problem-solving, real-world application and independent study has been invaluable, making AV an excellent stepping stone for anyone looking to build a successful career in the global financial industry. Thank you. ညီမလေးကျောင်းလျှောက်တော့ပေါ့နော်ဘယ်လိုမျိုး visa process နဲ့ကြုံတွေ့ခဲ့ရလဲပေါ့နော်ပြီးတော့ဒီ visa process မှာရောဒီကျောင်းလျှောက်တဲ့အခါမှာရောပေါ့နော်လိုအပ်တဲ့ဒီ academic requirement ဒီ financial requirement ဒီဘယ်လိုရှိလဲပေါ့နော်ပြီးတော့ကျောင်းလျှောက်တဲ့အခါမှာဇာတော့ဒီ financial ကလည်းလိုအပ်တာကိုအဲ့တော့ကိုရိုင်းကကို finance တက်နေတာဆိုတော့အဲ့တုန်းကကိုဒီ financial မှာရောဘယ်လို manage လုပ်ခဲ့လဲပေါ့နော်ပြီးတော့ဟိုမှာလေးပေါ့နော် cost living အတွက်ကိုအထောက်ပံ့ဖြစ်စေတယ်ပေါ့နော်ဒီ part time job တွေရောဘယ်လိုလုပ်လို့ရလဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ခြုံပြီးတော့ပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင် So Mizuka visa process go below size so firstly Mizuka research လုပ်ခဲ့ပါတယ် but visa requirements ကို UK government official was my GK ပါတယ်ဟို
bea visa le necessary documents and application process ko chike bare. Then I started gathering the documents, like documents got, for example, passport, class letter, financial evidence, language proficiency tests like IELTS, and academic transcripts and TB certificate ko like other new documents do. So I got a little about it, and thenနောက်တစ်ခုပါလို့လဲဆိုတော့ financial proof လို့ပါတယ် then music online application ကိုတင်လိုက်ပါတယ် online application from the UK visa and immigration website အဲ့မှာ music တွေ့ကြုံခဲ့တာကအဲ့မှာvisa fee ပေးရတယ်ပြီးတော့ health insurance fee ကိုပေးရပါတယ်apply လုပ်တဲ့အချိန်မှာ then appointment ရတော့ music က biometrics appointment သွားခဲ့ပါတယ် VFS center သွားပြီးတော့လက်ဖွေနဲ့ပုံရိုက်ခဲ့ပါတယ် and အဲ့အကုန်တင်ပေါ်တော့ music က4ရက်အတွင်း visa ကျခဲ့ပါတယ်ရှင် music နဲ့ music မိမဲ independently ကိုယ့်အကိုvisa process ကိုလျှောက်ခဲ့ပါတယ် and there are various ways to apply visa, for example, like the priority service. However, I didn't use this service. Instead, I chose the silver package offered by VFS. In this package, service day, like for the main three things I want to talk about in this package that really helped me was keep my passport. So Mizu application then water VSS dot water Mizu passport you been you but Mizu a chain Thai visa တော့ရှောက်တယ်ဆိုတော့အဲ့လိုမျိုးအချိန် safe ဖြစ်သွားတယ် and after that photocopy scanning service ရှိတယ် Mizu ကphotocopy scanning service and document checking service ရှိတယ်အဲ့ချိန်တုန်းက Mizu ကworry ရမ်းဖြစ်တယ်ဆို Mizu က folder like original နဲ့ copies တွေအကုန်လုံးပါလာတယ် and also notary တွေအကုန်ပါလာတယ် Mizu ကကြောက်လို့ and the kudo POI Mizu TB certificate got is horizontal like this, right? But like particularly on neti was so as service jam Mizu do it got a check look be there and do it up Mizu original you be immediately photocopy look be up and which look be there and it's visa load the chain do it got like the order of the paper go where EG is sort of document checker but sort of do organize will be so yeah at ease ဖြစ်သွားတယ် Mizu က challenges face Mizu က challenges တော့အဲ့လောက်ကြီးတော့မတွေ့ကြုံခဲ့ပါဘူးရှင်ဘာလို့ဆိုတော့မေက process ကိုတခြားသိတယ်ဆိုတော့မေနဲ့ကွန်လိုက်တော့အဆင်ပြေတယ် and visa sorry VFS silver package ကတော်တော်ကူခဲ့ပါတယ်ရှင် Mizu အတွက် my advice for students applying for visa is to start early like university ကိုစောစောလျှောက်ပါစောစောလျှောက်မှာdocuments တွေကိုအကုန်လုံးရမှာ visa က document အကုန်လုံးရမှာပဲလျှောက်ရပါတယ်ဆိုတော့စောစောလျှောက်ပါ and always stay up to date like visa regulation like မြန်မာပြည်မှာဆိုအမြဲပြောင်းနေဆိုတော့အဲ့လိုအမြဲကြည့်ပါပြီးတော့news တွေကို up to date လုပ်ပါ the sponsor letter ကအရင်ရေးကြည့်ပါတယ်မြို့စုတွေ့ကြုံခဲ့တာ from like မြို့စုတန်ကြအကုန်ကြားတာ like sponsor letter it has to be written from the parents and you have to talk about not only the bank amount but you have to talk about how your parents are going to sponsor you with the sufficient funds for the whole educational journey and like you have to include like what's their occupation, what's their job, and how they will take full responsibility for the funds. Then to stay organized, to create a checklist of required documents and track your process. And also make sure all the documents are valid in that time frame. For example, TV certificate က validity က6လပဲရှိတယ်ဆိုတော့6လအတွင်းvisa ကိုလျှောက်ရတယ်ပြီးတော့ UK ကိုရောက်သွားတယ်6လအတွင်း so music ကဒီမှာ checklist လုပ်ထားပါတယ် so ဘာလို့လဲဆိုတော့valid passport, cash letter, financial evidence,
passport size photograph, TB test results, academic certificates and transcripts, language proficiency, and parental consent if you're under 18, proof of relationship to parent or guardian if you're under 18, biometric information, and written consent from sponsor, just how I said the sponsor letter, and the healthcare surcharge payment, visa application fee, and statement of purpose SOP, like how Masuzu-san said, it's important to write that. When I was applying for my visa, I didn't know that SOP and personal statement was different. So at first I was just gonna submit my personal statement like from my university, but I had to, when I found out it was different, I had to rewrite it within a night, so I had to rush it. So this is my advice. It's not the same. Yes. You need your accommodation letter. So my checklist is done. Back to giving advice to also to double check everything before you submit the applications. Even the small errors can cause delay. From my friend's experience, she had a delay because she made an error and she had to reapply. So always double check. And this is Mizuga Koko Mara ba Mizu visa appointment be what a receipt yawa like a receipt အရေးကြမသိလိုက်ဘူး receipt ကဒီ visa ကိုလျှောက်ထားတာပြောတာပေါ့မစမသိလိုက်မစကall you receive ပဲဆိုတော့ပြစ်လိုက်တယ်အမိုက်ဘုံနဲ့ရောအမိုက်ဘုံနဲ့ပြစ်လိုက်တော့ visa ရအချိန်မှုသွားလိုက်တယ်သွားပြီးတော့အချိန်တော့ကသူပြောတယ်အော်လူဆိုတော့အိမ်ပြန်ရတယ် and အိမ်ပြန်ပြီးတော့music ကမမေကိုပြောလိုက်တာပေါ့ music ပြစ်လိုက်တယ်ပေါ့မမေကပြောရဲအော်တမရိုက်ခဲ့လာပေါ့ music ကမမေတမ music ဒီထားပြောတယ်တမရိုက်လိုက်ပေါ့ပြောင်းဆိုတော့ music ကမရိုက်ခဲ့ဘူးမရိုက်လိုက်တော့မမေက music ဆူရဲ and then music ရဲ့မိသားစုအကုန်လုံးကအမိုက်ပုံးလေးကိုရှာရတယ် visa receipt ကို and then ပြီးတော့ရသွားတယ် music visa ရသွားပါတယ် so သိထားပါအဲ့ဒါသိချာ and my last advice is at the airport in the UK I didn't know. I only knew, I think, the day of my flight. Immigration they got accommodation letter net, cast letter go down there. I think no Mizuga email about it and but like to be prepared fully, so don't make my mistake. Like print it out and put it in a folder and so you can show the immigration that you're fully prepared. Financial preparation for studying abroad scholarship. Masu-san teacher a kolong shimpiya like bada, but Mizu experience Mizu Omega founder of BOI and also Middlesex alumni so BR exclusive scholarship be by students starting from £1,000 and Mizuga £1,500 yage by scholarship Middlesex Dwabur and Masu-san the low first class and bachelor scholarship Mizuga first class miyage ba Mizuga second upper class ba so the scholarship but so like it shows that you should try your best to get distinctions in bachelors and try hard. And what was the other thing? Okay, thank you. Next thing I want to talk about is part-time work. Musiga part-time work lo ambe muti so music you can like music August UK go music July sa like Indeed account like LinkedIn account handshake account point get about it and music part-time job and I was ready to work like immediately when I get there, but music made me first 3 months go focus about university and settle down people cause like new country people go longer the people like she may be a new experience she may and relaxing in the people also but if I have to give advice for this I think it's best if you
prepare your general CV before you arrive to the UK, and also my experience that the CV format that I learned from ABE is like a general CV format, but in the UK they use a different format, so I had to change it when I was actually applying for jobs here. Also, UK got one CV net, like general CV netအဆင့်မပြေမစုကျောင်းကပြောခဲ့တဲ့tailored CV လောက်ရတယ် tailored CV က for example like မြစုကအခုအလုံးမရှိတယ်အခုအလုံးမရှိတော့အခုအလုံးရှာနေတော့မြစုက Uniqlo အခု Uniqlo ကိုလျှောက်ထားတယ် and also other retail ဟာလျှောက်ထားတယ် receptionist job and Middlesex internship ကိုလျှောက်ထားတယ် and for all the job applications I have to create its own tailored CV, which is like, for example, music general CV가 music skills and experience don't buy, but tailored CV so in music, for example, Uniqlo go showing music retail experience go size like that, and then music customer skills size like for example, music CV ma music BRI ma marketing intern, design intern လုပ်ခဲ့တာဟာကိုဖျောက်လိုက်တယ် cuz like relevant မဖြစ်ဘူး right add skills in it add jobs so and all အဲ့ဒါကိုဖျောက်ရတယ် and like music customer service နဲ့ music retail skills တွေကိုပို emphasize လုပ်တယ် and music design skills တွေကိုomit out လုပ်ရတာပေါ့အဲ့လိုမျိုး that's what tailored CV is and music aloka I started working in October at Whitestone, which is another retail. I only got 3 months of experience because it was a temporary role. And musica a low is music a dog referee so you can still get a job even if you don't have relatives here, but if you can, you could use them as referee. And my last advice uh for part-time jobs is to create a spreadsheet for all the jobs you apply for. Like how I said, there's like 4 different platforms that I use to apply for jobs. And honestly, I also use 4 different emails because my emails are very full. So it's smart to like keep them all organized in one spreadsheet and to get all the updates about it. That's all I have to say for the visa and finance talk. Thank you. အဲ့တော့မြင့်စုတက်နေရပေါ့နော်ဒီ finance နဲ့ banking ကိုအလောက်ကန်အခွင့်အလမ်းဒီအလားလာကြီးဘယ်လိုရှိလဲပေါ့နော်ပြီးတော့ဒီ major နဲ့သွားမဲ့ student တွေကိုလည်းအကြံပေးပေးပါအောင်ရှင်ဟုတ် Oh, sorry. Opportunities and challenges of advice for students ကိုပြောပြအောင်လားဟုတ်ပြီအဲ့ဒါပဲတော့ပြောပြအောင်လား ရတယ်ညီမလေးဟိုအနှစ်ချုပ်လေးပြောလိုက်လို့ရတယ်ဟုတ် Okay. So, how can students prepare for a career in banking, insurance or finance? First is for education and certifications like degree in finance, economics, or accounting is a great starting point. And formal education is alone is not enough. You also have to do some certificates too. I knew that like before I started banking and finance that I do have financial background, but I wanted to increase my knowledge more. So uh, I attended CFI, which is Corporate Finance Institution certificates, and that's where I also learned more about accounting and stuff, which can give you a competitive edge. And like how Matt Yun said, you also have to develop your key skills like technical skills like Excel. In my experience in university, even though I've never done financial modeling or like data analysis properly using like software, so when I
arrived to university, I learned how to use like Stata, Bloomberg, S&P Capital Pro, and etc. And if you could develop your skills in these, like Excel, like how Mayun said, and like these finance models, it would help you a lot. Also, soft skills. To develop soft skills like communication, problem solving, critical thinking, are really crucial. Like how Susan said, the employers really look for the soft skills and interpersonal skills. And also, financial professionals must also have this. Um, Also, it's important to stay informed and keep learning. Like, for example, like, we know that the financial industry is always evolving, like with the rise of fintech and digitalization, which increases the competition in the banking industry. So we always have to read like the news and stuff, like for example, the Financial Times, attend finance webinars, and always follow the financial market trends. And um, like also referring back to how what Susan said, always go to professional networking and internship events to get hands-on experience. So, to summarize, my final advice, the future of finance is really exciting as it is technological, tech-driven and full of opportunities. If you're thinking to work in banking, insurance, or investment, it's always important to have these continuous learning, adaptability, and strong financial skills. So this will set you apart. The earlier you prepare, the more competitive you will get in this fast-paced industry.